ဆွေးနွေးပြီးသွားပါတယ်ဆရာဦးကိုကြီးတို့အထူးပဲကျေးဇူးတင်ရှိပါတယ်ဒါကျွန်တော်တို့ရဲ့နောက်ဆုံးအစီအစဉ်ပါ next step recommendation and action plan ပဲဖြစ်ပါတယ်တော့ကျွန်တော်တို့၄ယောက်ဒီဆင်အောက်မှာပဲမတက်ရက်ပဲဟိုလုံးလိုက်မနော်အားလုံးလည်းဟိုဟာဖြစ်နေဆိုတော့ကျွန်တော်တို့အချိန်လည်းဟိုဟာလိုရင်းတူရှင်းနေပဲနော်လုပ်ပေးဖို့အတွက်ကြည့်ပေးပါတယ်အဲ့တော့ကျွန်တော်အခုဒီ session ကတော့ next steps and recommendation ပေါ့ကျွန်တော်တို့အခုဒီနေ့တစ်နေ့လုံးဟို panelists တွေရောဒီပရိသတ်တွေရောဆွေးနွေးသွားတဲ့ဟာတွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်မှတ်ထားတဲ့ဟာလေးတွေနောက်ကျွန်တော်ဆက်လုပ်တင်တယ်လို့ယူဆတဲ့ဟာလေးအဲ့ဒါလေးတွေကိုကျွန်တော်ဒီမှာပြန်ပြီးတော့ wind up လုပ်တင်နေပြောပါမယ်ဟို10မိနစ်15မိနစ်လောက်ပါတယ်เนาะဒီပြီးရင်ဒါပြီးပြီပေါ့ဟို15မိနစ်လောက်မှရမှာဒါပေမဲ့တစ်ခုရှိပါဒါပြီးနောက်ဆုံးတစ်ခုကြံပါသေးတယ်ဘာလို့ကျွန်တော်တို့ coffee break ကိုကြော်လိုက်ပါတယ်ဆိုတော့ဒါပြီးရင်ကျွန်တော်တို့ coffee အစဉ်သင်းဆောင်နေပါတယ်အဲ့မှာလည်းထပ်ပြောလို့ရတယ်ဟုတ်တယ် extension နေများပါကိုချစ်ဟိုပထမဆုံးဟိုလေးပြောပြကျွန်တော်မြင်တဲ့ဟာ3ချက်ပေါ့နော်ကျွန်တော်စဉ်းစားတော့ဒီနေ့ဆွေးနွေးတဲ့ပုံမှာပထမဆုံး I think ဟိုတယောက်ဒီဘက်ကဆွေးနွေးတဲ့တယောက်ပါတဲ့ဟာကဒီ verification ပေါ့ process ပေါ့နော်ကျွန်တော်တို့ Facebook ကို verification လုပ်ပေးဖို့ဆရာကိုလည်းပြောပါတယ်နော်အဲ့ဒါကအရေးကြီးတဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေ့လုပ်တဲ့ forum မှာလည်းနိုင်ငံတကာအဖွဲ့ကပြောသွားပါတယ်ကျွန်တော်တို့ဒီ community ကဆွေးနွေးတဲ့ဟာတွေကိုသူတို့ကလည်းတင်ပြပါသူတို့ကလည်းဟိုဘက်ကနေတက်နေတဲ့ဟာတွေပူးပေါင်းဆောင်ရွက်ပေးပါမယ်ဆိုတော့အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ verification ပေါ့နော် Facebook verification process ကိုအောင်မြင်အောင်ဒီပညာအရာတော့လည်းဘယ်လိုလုပ်ပေးနိုင်မလဲပေါ့နော်အဲ့ဒီဟာတွေတခုကျွန်တော်တို့ recommendation တခုအနေနဲ့ကျွန်တော်တို့ထည့်ခြင်းပါလေနောက်တစ်ခုကကြတော့ကျွန်တော်မြင်တာတော့ဆရာတို့ကပြောကြတဲ့ဟာလေးတွေရှိတယ် legal တို့ technical လို့ပေါ့နော်ဘယ်လို level နဲ့သွားကြမလဲပေါ့နော်ဆိုကျွန်တော်အမြင်ကတော့ကျွန်တော်တို့လုပ်တင်တာလေးတခုကတော့အနေဆုံးအဆင့်ကတော့ကျွန်တော်တို့ဒီဥပဒေအပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပညာပေးရမှာပေါ့နော်အခုပါလီမန်တို့ရောဘာတို့ရောပေါ့နော်ဆိုတော့ဒါကျွန်တော်ကဒီကဥပဒေပြုရေးတဲ့ဥပဒေဘိုင်းကိုဘယ်လိုမျိုးနိုင်ငံတကာအနေနဲ့နိုင်ငံတကာစံချိန်စံနှုန်းနဲ့မှီတဲ့ဥပဒေဖြစ်လာအောင်ကျွန်တော်တို့ဘယ်လိုဝိုင်းဝန်းကူညီပေးနိုင်မလဲပေါ့နော်လက်ရှိပြီးသားဥပဒေတွေလည်းရှိမှာပါဒါပေမဲ့အဲ့ဒီဥပဒေတွေကအရေးမယူနိုင်တဲ့မသိတဲ့ဟာမျိုးတွေဖြစ်တော့ modernize ပေါ့ပြန်ပြောင်းတာမျိုးလည်းဖြစ်ချင်လည်းဖြစ်မယ်အဲ့ဥပဒေနဲ့ပတ်သက်ပြီးအကူအညီရရှိရေးပေါ့နော်ဒီဓာတ်တွေနဲ့ပတ်သက်ပြီးနိုင်ငံတကာတွေရဲ့ best practice တွေကိုကျွန်တော်တို့လေ့လာပြီးတော့ဟိုဒီဥပဒေအရာအကူအညီရရှိပြီးတော့ဟိုပံ့ပိုးရေးပေါ့နော်ဥပဒေပြုရေးလို့ကျွန်တော်မဆိုလိုပါဘူးဥပဒေပိုင်းမှာကျွန်တော်တို့ဘယ်လို strident ပေါ့အင်အားတစ်ခုအနေနဲ့ဥပဒေပိုင်းကနေဘယ်လိုထောက်ပံ့နိုင်မလဲ technical ပိုင်းဘယ်လိုထောက်ပံ့နိုင်မလဲဆိုတဲ့ကဏ္ဍဖြစ်ပါတယ်တတိယတစ်ခုကတော့ကျွန်တော်တို့ဒီနေ့လုပ်တဲ့ community ကိုဒါခုနဆရာမဒေါ်မီမီတက်တင်လို့ကျွန်တော်တို့ပြောသွားတဲ့ပိုင်းလေးရှိပါတယ်ဒါမျိုးတွေအများကြီးလုပ်တင်တယ်ကျွန်တော်တို့လုပ်တဲ့မှမဟုတ်ပါဘူးကျန်တဲ့လူတွေဘယ်သူတွေလုပ်လဲဒါမျိုးတွေပေါ့နော် education ပေါ့ advocacy နောက်ဒီလူတွေနဲ့ထိတွေ့ပြီးတော့ဒါတွေကို awareness ပေါ့ဒီ Facebook တွေ social media တွေမှာဘယ်လိုအကျိုးတွေရောက်နေတယ်ဘယ်လိုကောင်းတာတွေအလုပ်ပြုတယ်နောက် community ခေါင်းဆောင်တွေလည်းပေါ့နော်ဘာသာရေးခေါင်းဆောင်တွေအခုချင်းတက်တဲ့ထဲမှာဘာသာရေးအဖွဲ့အစည်းတွေလည်းပါတယ်နိုင်ငံရေးလူအဖွဲ့အစည်းတွေလည်းပါတယ်ခေါင်းဆောင်တွေကနေတက်နေတဲ့များပူးပေါင်းပြီးပညာပေးဖို့ပေါ့အဲ့ဒီဟာလည်းပတ်သက်ပြီးတော့ကျွန်တော်တို့ community action အနေနဲ့ဟာလာ coordinate ပေါ့နော်ဒါ website တစ်ခုနဲ့ဒီရှိတဲ့ဆွေးနွေးချက်တွေကိုမျှဝေပေးတာမျိုးဖြစ်ဖြစ်မယ်ဟာလာကျောင်းတွေအဖွဲ့အစည်းတွေမှာကျွန်တော်တို့ကတဆင့်ဖိတ်ခေါ်ပြီးတော့ဒါမျိုးတွေပြောတာဖြစ်မယ်အဲ့ဒါလေးလုပ်ဖို့ဆိုပြီးကျွန်တော်အဲ့3ချက်ကိုတော့ကျွန်တော် recommendation အနေနဲ့ကျွန်တော်ဘက်ကတင်ပြထားပါတယ်နော်ဆိုကျွန်တော်ဆက်ပြီးတော့ audio online နော်ကျွန်တော်အနေနဲ့ပြောချင်တာကတော့ကျွန်တော်တို့အခုခုနကကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းဘာဆက်လုပ်ကြမလဲဘယ်သူတွေကနေလက်ကြမလဲဆိုတော့ပြောခဲ့ဒါပေမဲ့လို့ကျွန်တော်အနေနဲ့ပြောတော့တယောက်တစ်ယောက်ကိုကျွန်တော်တို့support လုပ်အောင်ပေါ့နော်အခုလုပ်နေတဲ့ခါပါတော့ပန်းစကား movement ဆိုလို့ရှိရင်စလုပ်နေပြီလုပ်နေတာကိုသူတို့ကျွန်တော်တို့ကနေပြီးတော့ဘယ်လိုမျိုးပံ့ပိုးပေးနိုင်မလဲသူတို့အဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးဆက်ပြီးတော့သူတို့အခုလုံနေတဲ့ဟာတဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးပို့ပြီးတော့ကောင်းအောင်ကျွန်တော်တို့ကပြီးတော့ကူညီပြီးလုပ်ပေးနိုင်မယ်အဲ့ဒါတွေကိုကျွန်တော်စဉ်းစားမှာပါဆိုတော့ဟိုကျွန်တော်တို့ဟိုပြောတော့၃အောင်ကြားထဲမှာငါးဘွဲ့ကွဲတော့မဖြစ်စေချင်ပါဘူးဆိုတော့ဒီပေါင်းပြီးလုပ်ဖို့လိုပါတယ်အဲ့ဒါတခုပြောချင်ပါနောက်တစ်ခုကတော့ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ကုမ္ပဏီမှာဖြစ်ဟိုအလုပ်လုပ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့ change management ဆိုတာလိုပါတယ် change management ကကျွန်တော်တို့ဟိုခုနပြောတော့လို့ဟိုစကားပဲပြောမလားအလုပ်ပဲလုပ်မလား enforce လုပ်မလားဒါတွေကတစ်ခုချင်းစီလုပ်လို့မရပါဘူးအကုန်လုံးပေါင်းပြီးတော့လုပ်မှာပါကျွန်တော်တို့ဟို methodology လည်းရှိပါတယ် change management ပတ်သက်ပြီးတော့ methodology ကကျွန်တော်သိတဲ့ methodology တစ်ခုကတော့ ADKAR လို့ခေါ်ပါတယ် ADKAR ကတော့သူရဲ့အတူကောက်ပြီးပြောထားတာပေါ့နော် A ကကျတော့ awareness ကဒါကိုကနေပြီးတော့
လူတွေဘလို့ဒီအကြောင်းကိစ္စတွေဘလို့တိလောင်awareness ကိုတင်ပေးရတာပေါ့နော်နောက်တစ်ခါကျတော့ဒီ awareness ကိုပြီးတဲ့ခါကျတော့နောက် desire ဒီကကျတော့ desire ကျတော့ဒီ awareness ကိုရှိပြီးတဲ့တာတော့မှလိုချင်လာအောင်ဘယ်လိုမျိုးပညာပေးရမလဲအဲ့ဒါတွေကိုကျွန်တော်စဉ်းစားမှာပါပြီးတော့နောက် ADK ကျတော့ဒီ desire ရပြီးတဲ့အချိန်မှာကျွန်တော်တို့ knowledge ကိုကျွန်တော်တို့ဘယ်လိုပေးနိုင်မလဲဒီ knowledge ကိုကျွန်တော်တို့ဘယ်လိုပေးနိုင်မလဲဆိုတော့ကျွန်တော်စဉ်းစားမှာဒါတွေကိုအကုန်လုံးကျွန်တော်တို့တစင်လောက်အောင်မှာတခုတည်းကိုလည်းကျွေးလို့မရပါဘူးနောက်တစ်ခုကကျွန်တော်တို့A ကကျွန်တော် action ပေါ့နော်ဒါခုနကျွန်တော်တို့ awareness လည်းရှိလာပြီ desire လည်းရှိလာပြီ knowledge လည်းမြင့်လာပြီအဲ့ဒါအချိန်ကြောက်လို့ရှိရင်ကျွန်တော်တို့ action ဘယ်လိုယူမလဲ action ခုနဟာတွေမလုပ်ဘဲနဲ့ကျွန်တော်တို့စပြီးတော့ action တွေပဲစလုပ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘယ်သူမှမယုံကြည်လို့ရှိရင်ဘာမှဖြစ်လာပါဘူးသူများတွေအကုန်လုံး inclusively ယုံကြည်မှကျွန်တော်တို့ဖြစ်ဖို့အကြောင်းရှိပါတယ်နောက်တစ်ခုကတော့ဒါတွေလုပ်ပြီးတဲ့ခါကျရင်ဘယ်လို reinforce လုပ်မလဲဒါတွေဒီလုပ်နေတဲ့ကိစ္စတွေကအကောင့်ထဲပေါ်နေလားအကောင့်မထဲမပေါ်လား monitor လုပ်ဖို့လိုပါတယ်အဲ့ဒီဟာတွေအကုန်လုံးကျွန်တော်တို့တစ်ခုချင်းစီလုပ်လို့မရပါဘူးအကုန်လုံးပေါင်းပြီးတော့ဒေရှာတစ်စင်အကုန်လုံးလုပ်ဖို့လိုပါအဲ့ဒါအတွက်ကိုကျွန်တော်အကြံဉာဏ်ပေးချင်ပါတယ်ဟုတ်အဲ့ဒါဆိုကျွန်တော်ပြောချင်တဲ့ဟာတော့ကျွန်တော်တင်ပြချင်တဲ့ဟာတော့ကျွန်တော်ဒီမှာခုန panelist တွေလည်းလိုက်မေးထားပါတယ်သူတို့ရဲ့ session တွေထဲကဘာတွေရှိခဲ့လဲဆိုတဲ့ဟာအဲ့တော့အားလုံးသူတို့အားလုံးကိုစားကျွန်တော်ပြောသွားပါမယ်ပထမဆုံးတစ်ခုကျွန်တော်တို့အနေနဲ့ဒီမှာဒါပြီးရင်ပေါ့နော်ဒီ forum ရဲ့ outcome တစ်ခုအနေနဲ့ statement တစ်ခုလိုမျိုးကျွန်တော်ထုတ်ပေးနိုင်ရင်ကောင်းမယ်ထင်ပါတယ်အဲ့တော့ဒီ statement ထဲမှာပါတဲ့အချက်လက်တွေကတော့အများကြီးရှိပါတယ်ဒါပေမဲ့အဲ့မှာကျွန်တော်အခုဒီ highlight လုပ်ပြီးတော့ပြောခြင်းတဲ့ဟာနောက်ကျွန်တော်တို့ထူးသဖြင့်အပြင်လောကမှာလည်းအခုဆိုရင်ဒီသို့လောဖြစ်ပြီးတော့ပြောနေတဲ့ဟာကိုလည်းခြေပနိုင်အောင်ပေါ့အဲ့တော့အဲ့ဒါတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒီ community forum ဒီနေ့ကျင်းပပြီးတော့ community forum မှာတက်ရောက်တဲ့သူတွေအားလုံးဆွေးနွေးတဲ့သူတွေအားလုံးကinternet censorship ပြုလုပ်ဖို့အတွက်ကိုသဘောမတူကြဘူးဆိုတဲ့ဟာကိုနော်ဒီအားလုံးဆွေးနွေးသွားကြတယ်နောက်ကျွန်တော်တို့အနေနဲ့ဒီမှာပန်ကြားလိုတာဒီသတင်းမီဒီယာလွတ်လပ်ခွင့်ကိုထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်ကိုလည်းကျွန်တော်တို့အနေနဲ့ပန်ကြားလိုတယ်နောက်ဒီတက်ရောက်လာတဲ့အစိုးရကိုယ်စားလှယ်တွေကလည်းပြန်ဆွေးနွေးသွားတဲ့အခါမှာသူတို့ကိုယ်တိုင်လည်း censorship ကိုပြုလုပ်ဖို့အတွက်မကြိုးပမ်းပါဘူးဆောင်ရွက်နေတဲ့အစီအစဉ်တွေလည်းမရှိဘူးဆိုပြီးတော့လည်းပြောသွားပါတယ်နောက်ဒီနိုင်ငံခြားတက်ရောက်တဲ့ Google တို့ Facebook တွေအားလုံးကလည်းဒီ censorship နဲ့ပတ်သက်ပြီးသူတို့မလုပ်ဘူးဆိုတဲ့ဟာကိုပြောသွားပါတယ်အဲ့တော့အဲ့ဒါကိုတော့ကျွန်တော်တို့အနေနဲ့အရင်ဟွာတွေတော့လို့ကျွန်တော်တို့ဟိုအရင်တော့လို့ဒီ service လောက censorship ကိုဖြတ်သန်းတဲ့လောကအဲ့ဒီဟာကိုဘယ်သူမှပြန်မရောက်စေချင်ဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်ဒီနေ့အားလုံးဆွေးနွေးတဲ့ထဲမှာတော့တွေ့ရှိပါတယ်ဒါတစ်ချက်ပါနောက်တစ်ခုကကိုညီလင်းဆက်အကြံပေးတဲ့ဟာကျွန်တော်တို့ဒီကနေပြီးရင်ဒီလာသွားတဲ့ Facebook တို့ Google တို့ကိုကျွန်တော်ဆက်သွယ်ပြီးတော့ဆောင်ရွက်တဲ့ follow up action တွေထဲမှာတစ်ခုအနေနဲ့ထည့်ချင်တာဒီသူတို့ရဲ့usage statistics ဆိုဟာမျိုးတွေ demographics တွေနောက်ကျွန်တော်တို့ဒီတည်တင်တည်ထိုက်တဲ့အချက်လက်တွေပေါ့နော်ဘယ်မျိုးနယ်မှာဘယ်နှယောက်သုံးနေပါညာဆိုတဲ့ဟာမျိုးတွေအဲ့လိုဟာမျိုးတွေကိုဒီကိုထုတ်ပြန်ပြီးရင်ကောင်းမယ်အဲ့ဒါဆိုဒီမှာလည်းဒီပေါ်မှာအများကြီး study လုပ်ပြီးတော့ကျွန်တော်တို့ဘယ်နေရာမှာဘာတွေလိုအပ်နေလဲဆိုတာမျိုးတွေကျွန်တော်အများကြီးဒီဘက်ကလည်း plan လုပ်လို့ရမယ်ပေါ့နော်အဲ့တော့information sharing ကိုဒီကျွန်တော်တို့ကတူတယောက်ချင်းစီညီလင်းဆက်ကသူသွားတောင်းရင်ရမှာမဟုတ်ကျွန်တော်တို့သွားတောင်းလဲရမှာမဟုတ်အဲ့တော့ကိုချင်းတို့မေတောင်းရင်တော့ရမလားမသိအဲ့တော့ကျွန်တော်တို့အားလုံးဒီ collective အနေနဲ့ပေါ့နော်ကျွန်တော်အဲ့ဒါလေးတစ်ခုလုပ်ဖို့အတွက်အဲ့ဒါတစ်ခုပါနောက်hate speech ကိုလည်းအားလုံးတော်တော်များများဒီမှာပြောသွားတယ်ဆိုတော့ hate speech ကတော့ကျွန်တော်တို့အခုဒီနေ့ဒီအတိုင်းဝိုင်းထဲမှာတော့ဘယ်သူမှလက်မခံဘူးဆိုတာကိုတွေးရှိတယ်ဆိုတော့အဲ့ဒါကိုလည်းကျွန်တော် strong statement တစ်ခုအနေနဲ့ထွက်စေချင်ပါတယ်နောက်ကိုမင်းတေစာပြောတဲ့ဟာဒီ regulation ကျွန်တော်ခုန censorship ကိုတော့ကျွန်တော်တို့ကလက်မခံဘူးလို့ကျွန်တော်တို့ကတော့ပြောတယ်ဒါပေမဲ့ဒီ content တွေကိုလည်း regulate လုပ်တဲ့ဟာတစ်ခုလဲလိုတယ်ဆိုတော့ကျွန်တော်နားလည်တာတော့ဒါတကယ်အမုန်းစကားလိုဟာမျိုးလူမျိုးရေးဘာသာရေးဒီဟာကိုပြဿနာတွေဖြစ်စေမဲ့စကားမျိုးတွေကိုတော့ regulate လုပ်ဖို့လိုတယ်ဆိုတဲ့သဘောမျိုးနားလဲပါတယ်နော်ကိုမင်းတေစာပြောတဲ့ဟာအဲ့တော့ဒီ content regulation လုပ်နိုင်တဲ့ပုံစံတစ်ခုကိုလည်းကျွန်တော်ဆွဲဖို့အတွက်သူကအကြံပြုထားပါတယ်နောက် community ကိုလည်းအကြံပေးတဲ့အနေနဲ့ဒီကျွန်တော်တို့ဒီguideline လိုဟာမျိုးဒါမှမဟုတ်လေဒီ education advocacy ကောင်းစဉ်အောက်မှာပေါ့နော်ထည့်လို့ရတဲ့ဟာ community ကနေလေဒီကျင်တဲ့သဘောမျိုးပေါ့ဥမာဒီတယောက်ကမဟုတ်တာလုပ်နေတယ်ဒီ account တစ်ခုကနေမဟုတ်တာတွေကြီးပဲထားပြီးတော့ပြန်သူ့ကိုကျွန်တော်က unfriend လုပ်လိုက်
ဒီ unfollow လုပ်လိုက်သူ့ရဲ့ဟာတွေကို like မလုပ်ဘူးစသဖြင့်ဒီလိုမျိုးဝိုင်းပြီးကျင်ချင်းအဖြစ်လေဒီ content အစိုးတွေကအစိတ်ဖြစ်စေတဲ့ content တွေကဒီပေါ်မှာကျွန်တော်တို့ကနေရာမရှိတော့စေအောင်ကျွန်တော်ဝိုင်းပြီးတော့ပြုလုပ်နိုင်ရင်လည်းကောင်းမယ်ဆိုပြီးတော့တခုရှိပါတယ် now community collective action အစိုးရနဲ့ CSO တွေဒီထက်ပိုပြီးတော့ပူးပေါင်းဆောင်ရွက်နိုင်အောင်အစိုးရကိုလည်းကျွန်တော်ဒီဘက်က CSO တွေကဒီကိစ္စနဲ့ပတ်သက်ရင်ဘာတွေလုပ်နေလဲအစိုးရမှာလည်းအများကြီး concern တွေရှိတယ်အဲ့တော့အစိုးရဘက်ကလည်းဒီဘက်ကဘာတွေကူညီပံ့ပိုးနိုင်လဲသူတို့လည်းသိချင်ပါပဲအဲ့တော့ဒီနှစ်ဖွဲ့ပူးပေါင်းဆောင်ရွက်နိုင်အောင်ကျွန်တော်ဒီကနေအသင်းချုပ်လိုဘာလို့လိုဟာမျိုးတွေကနေကျွန်တော်ရဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေကနေတစ်ဆင့်ဖြစ်ပေါ့နော်ကြားခံပြီးတော့ဆောင်ရွက်ပေးတာမျိုးလုပ်နိုင်ရင်ကောင်းမယ်ဆိုပြီးတော့လည်းဒါဆွေးနွေးထားတာရှိပါတယ်now monitoring group ကတော့တော်တော်များအခုဒီနေ့ပြောသွားတဲ့အဲမှာပါတယ်အဲ့တော့ဒါ content regulation သဘောမျိုးပဲအဲ့တော့ဒီလိုမျိုး group လေးတစ်ခုတော့ဖွဲ့ထားပြီးတော့အစိုးရလည်းအသိမှတ်ပြုတယ်နောက်ကျွန်တော်တို့အဓိကပြည်သူလူထုလည်းအသိမှတ်ပြုပြီးတော့လက်ခံတဲ့အနေအထားမျိုးလေးရှိတဲ့group လေးတစ်ခုကနေဒါပညာရှင်တွေဒီဂုဏ်သိက္ခာရှိတဲ့တည်ကြည်တဲ့လူမျိုးတွေဒီလိုလူမျိုးတွေနဲ့ကျွန်တော်တို့ဖွဲ့ထားပြီးတော့ဒီ Facebook တို့ Google တို့စသဖြင့်တကယ်အရေးပေါ်ကိစ္စတွေဖြစ်နေပြီဆိုရင်ကျွန်တော်ဒီအဖွဲ့ကနေနှမ်းပြီးတော့တင်ပြအကြောင်းကြားတဲ့ဟာကိုသူတို့အနေနဲ့လည်း special case အနေနဲ့action ယူပေးနိုင်တဲ့ဟာမျိုးဖြစ်စေဖို့အဲ့လိုမျိုးလေးလုပ်နိုင်တဲ့ဟာမျိုးတစ်ခုလောက်ကိုကျွန်တော်လုပ်နိုင်ရင်လည်းကောင်းမယ်ဆိုပြီးတော့ဒီမှာအကြံပြုထားတာရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီမှာနည်းနည်းစဉ်းစားမိတာကျွန်တော်တို့တခြားဘက်မှာလုပ်တဲ့ဟာဒီ UN Global Compact ဆိုတာရှိတယ်ခင်ဗျအဲ့ဒီမှာကျွန်တော်တို့လုပ်တော့ကျွန်တော်ဒီ CSR ကျွန်တော်10ပါးတီလာယူလို့မျိုးပေါ့နော်ကျွန်တော်ဘာမလုပ်ဘူးညာမလုပ်ဆိုပြီးတော့ကျွန်တော် UN မှာအဖွဲ့လေးတစ်ဖွဲ့ရှိတယ်အဲ့ဒီအဖွဲ့တွေကိုကျွန်တော်က sign up လုပ်ထားလိုက်တယ်ဆိုရင်ကျွန်တော်တို့ကုမ္ပဏီတွေကိုသူတို့ကနေ guideline တွေပို့ချပေးလိုက်တယ်။သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့မထိခိုက်စေရဘူးအလုပ်သမားခွင့်ရနဲ့ပတ်သက်ပြီးတော့မဖြစ်စေရဘူးအသက်ငယ်ရွယ်ငယ်တဲ့ကလေးတွေကိုအလုပ်မခံရအောင်စသဖြင့်အဲ့လိုမျိုးတွေသူကချပေးတယ်။အဲ့ဒါကိုကျွန်တော်တို့ကလိုက်နာလိုက်ရုံပဲပေါ့နော်ကျွန်တော်တို့ကိုယ့်ဘာကိုစဉ်းစားနေကြမလို့ငါကုမ္ပဏီကောင်းကြီးတစ်ခုဖြစ်စေချင်တယ်ဆိုရင်ကိုယ့်ကုမ္ပဏီကိုဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားကြမလို့သူများချပေးထားတဲ့ guideline လေးတစ်ခုရှိတယ်အဲ့တော့ဒီမှာလဲကျွန်တော်တို့ social media နဲ့ပတ်သက်တဲ့ guideline တွေကျွန်တော်တို့ကုမ္ပဏီမှာဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထုတ်ပြန်နေတယ်ဆိုတော့social media ပေါ်မှာကိုယ့်ရဲ့ဝန်ထမ်းတွေဒီနေ့ကျရင်နှုတ်မဆိုရင်ကိုယ်ဟာဒီဥပဒေရဒုက္ခရောက်နိုင်တယ်ပေါ့အဲ့တော့ကိုယ့်ရဲ့ဝန်ထမ်းတွေကို social media နဲ့ပတ်သက်ပြီးတခုထုတ်ပြန်နေတယ်ဒီလိုတွေတော့မလုပ်ရဘူးဒီလိုတွေတော့တားမြစ်ချင်တယ်ဆိုတဲ့ဟာမျိုးရှိရင်ကုမ္ပဏီတော်တော်များများသိမှာမဟုတ်ဘာဥပဒေရတားမြစ်ခွင့်ရှိတယ်အလွန်ကျွံနေတားမြစ်နေရင်လည်းလူခွင့်ရချိုးပေါက်တယ်ဆိုပြီးတော့သူတို့မှပြဿနာဖြစ်မယ်အဲ့တော့မပြောရဲမဆိုရဲပဲနဲ့ဒီတိုင်းထိုင်ကြည့်နေတာလည်းရှိကောင်းရှိနိုင်တယ်အဲ့တော့အဲ့လိုမျိုးကိုလည်းကျွန်တော်ဒီအဖွဲ့ကြီးကနေကူညီပြီးတော့guideline လေးထုတ်ပေးနိုင်တယ်အဲ့ဒီ guideline ကို follow လုပ်ပြီးတော့ကုမ္ပဏီတွေအစိုးရဌာနတွေအသင်းအဖွဲ့တွေကကိုယ့်ရဲ့ member တွေကိုပြန်ပြီးတော့ထုတ်ပြန်ပေးထားနိုင်တယ်ဆိုရင်လည်းကောင်းမယ်လို့ကျွန်တော်ထင်မိပါတယ်ဒီတော့ပါအားလုံးကတော့စဉ်းစားနေမှာပဲကိုတောင်းစင်ရင်ပြောတော့ကိုစောမင်းဘာပြောဖို့ကြံအောင်မလဲပေါ့ဒီလူရက်နေတာဒီမှာတကယ်ကျွန်တော်ထွက်သွားဖို့တောင်သိင်ဘာလို့ဆိုတော့ကျွန်တော်ပြောစရာမရှိလို့ပါဒါပေမဲ့တကယ်တော့ကျွန်တော်ထိုင်နေရတဲ့အကြောင်းအရာယေရှုတင်စကားပြောဖို့ဒီရောက်နေတာပါဒါပေမဲ့ကျွန်တော်အဲ့ဒါမပြောခင်ကျွန်တော်တခုလေးနည်းနည်းလေးစဉ်းစားကြည့်ပါမနေ့ကတည်းကပါကျွန်တော်MC လုပ်နေနေပေါ့နော်ရုပ်တရက်ကြီးကျွန်တော်ကလည်း MC လုပ်ရတာပါဒါ moderator လည်းပြောရရုပ်တရက်တယ်ကျွန်တော်လည်းကျွန်တော်ကိုကျွန်တော်ဒီမနေ့မှ MC ဖြစ်ကြောင်းသိရတာဖြစ်ပါရုပ်တရက် MC ဖြစ်တာပါစဉ်းစားနေတာတခုကဘာလဲဆိုတော့ကျွန်တော်သမီးတယောက်ရှိပါတယ်10နှစ်ရှိပါပြီဒီကနေ့ Facebook internet နဲ့ပတ်သက်ပြီးတော့စပြောနေပါမယ်ဆိုတော့ကျွန်တော်ရဲ့မှာကျွန်တော်တွေးတာလေးတခုရှိပါအဲ့ဒါဘာလဲဆိုတော့ဒီကနေ့ကျွန်တော်တို့ဒီမှာရုပ်လုံနေရတဲ့အကြောင်းရင်းပေါ့ဘာအတွက်လဲပေါ့ကျွန်တော်တို့ရဲ့အနာဂတ်တွေအတွက်ဖြစ်ပါတယ်ဒါသိအရေးကြီးပါတယ်ကျွန်တော်တို့ရဲ့အနာဂတ်အခုဒီကနေ့ကျွန်တော်တို့ရောက်နေတဲ့နေရာကနေနောက်လက်ဆင့်ကမ်းကျွန်တော်တို့ဘာတွေပေးကြမလဲပေါ့နော်ဆိုတော့ကျွန်တော်သမီးကိုကျွန်တော်ဘာတွေပေးမှာလဲဒီ online social media ပေါ်မှာကျွန်တော်တို့ဘာတွေထားခဲ့မလဲထို့တူပဲအားလုံးကလည်းသူ့နောက်ွယ်မှာသူ့ရဲ့ generation တွေရှိပါကျွန်တော်တို့ဘာတွေထားခဲ့ကြမလဲမုန်းစကားတွေနဲ့တယောက်နဲ့တယောက်ဒီလိုပြဿနာတွေနဲ့အရှုပ်တွေနဲ့တယောက်နဲ့တယောက်ဒီဖြစ်တာကြီးနဲ့ကျွန်တော်ထားခဲ့ကြမလားပေါ့နော်ဒါလေးကကျွန်တော်တို့စဉ်းစားရမယ့်အချက်ပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်စဉ်းစားတာကြည့်ပါကျွန်တော်ဟိုရင်တည်းကကွန်ပျူတာအသင်းချုပ်မှာ
စဉ်းစားတာလေးတစ်ခုရှိပါကန်ဆိုးစွာနဲ့မချောပြောလို့ကျွန်တော်တို့က action မှာတိတ်အားနေပါတယ်အကောင့်တွေပုံမှာအဲ့ဒါဘာလဲဆိုတော့ကျောင်းတွေကိုဘာလို့လဲဆိုတော့ဒီ social media ပေါ်မှာတက်လာတဲ့ဥစ္စာတွေတော်တော်များများကကျွန်တော်သိလောက်တော့အခုမှရောနောက်ဖြစ်နိုင်တဲ့ potential က state မှာဖြစ်ပါတယ်အထူးသဖြင့်အလယ်တန်းနဲ့အထက်တန်းကအများဆုံးဖြစ်ပါလိမ့်မယ်ဆိုတော့ဒီ do's and don'ts ကိုကျွန်တော်တို့လုံမယ်နဲ့ပေါ့နော် internet ပေါ်မှာဒီကလေးတွေကိုစောစောပြောတဲ့ abuse case တွေအကုန်လုံးကိုလုံမယ်ဆိုပြီးကျွန်တော်မလုံနိုင်ဘူးဖြစ်နေပါတယ်ဆိုတော့ကျွန်တော်စဉ်းစားကျွန်တော်တချို့တွေနဲ့တွေးကြည့်တော့လေကျွန်တော်အဖွဲ့တွေကမီဒီယိုအဖွဲ့တွေကဒါတူတူပေါင်းပြီးလောက်ကြမှာတော့လုံးမဲ့ဥစ္စာရှင်ဒါလေးတော့ action လေးတစ်ခုအနေနဲ့အမြန်ဆုံးကျွန်တော်အနေနဲ့ထည့်ချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ community organizer အနေနဲ့ပေါ့နော် Computer Federation ကဒီကနေ့ကြားရောက်ပြီးတယ်မနေ့ကဖွင့်ပြောပြီးသွားတဲ့ပြည်ထောင်စုဝန်ကြီးရောအခုညနေပိုင်းမှာရောက်ထပ်ပြီးတော့အားပေးတဲ့ဒုတိယဝန်ကြီးရောနောက်ပြီးကျွန်တော်တို့ဒီလူကောင်းဆောင်ပေါ့နိအခုကိုကြီးပါဝင်ဆွေးနွေးပေးတဲ့ panelist တွေအားလုံးနောက်ပြီးတော့ moderator တွေအားလုံးဘာပြောဒီအချိန်ထိပေါ့ဆရာပြောတယ်တယောက်လောက်ပဲကြံနေတယ်အခုကတော့မစိုးပါဘူးတော်တော်ကြံတယ်ကျွန်တော်ထင်တယ် coffee နဲ့ပဲဆွဲဆောင်ထားလို့လာတော့မသိဘူးပေါ့နော်ဆိုတော့ဘာပဲပြောကျွန်တော်တို့ဒါပထမဆုံးလုပ်တဲ့ပွဲလေးလို့ဖြစ်ပါတယ်ဒီကောင်းစင်နဲ့တည်လုပ်တာဒါပထမဆုံးပွဲပါနောက်ဒီလိုပွဲတွေလည်းအများကြီးဆက်လုပ်ဖို့ရှိပါတယ်ဒီလောက်အားပေးပြီးတော့ဒီအချိန်ထိဇွဲနှပဲနဲ့အားပေးတယ်နောက်မေးခွန်းတွေအများကြီးမေးပေးကြတဲ့အတွက်ကွန်ပျူတာအသင်းချုပ်ရဲ့ကိုစားအထူးပဲကျေးဇူးတင်ရှိပါကြောင်းပြောကြရင်းနဲ့ဒီကနေ့ကျွန်တော်ကျင်းပပြုလုပ်တဲ့ဒီ responsible social media ရဲ့မြန်မာပွဲလေးကိုကျွန်တော်အောင်မြင်စွာပြီးဆုံးကြောင်းကြေညာအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်